TikTok ကိုနဲ့တွေအတွက်ကောင်းခဲနေရတဲ့ local brand ပိုင်ရှင်ကြီးများအတွက်အကြိုက်သိစေမဲ့ TikTok basic package လေးလာပါပြီဝန်ထမ်းခန့်စရာမလိုဖုန်းနဲ့ရိုက်လို့အဆင်မပြေဖြစ်နေတာတွေကိုမေးလိုက်တော့နော်ငါသိခွဲတဲ့နဲ့ content idea ကနေ video editing အထိအပြီးစီးဆောင်ရွက်ပြီးတော့မှာဖြစ်ပါတယ်TikTok basic package တလားစာ content တွေကိုတရက်ထဲနဲ့အပြီးစီးရိုက်လို့ရမယ်အစီအစဉ်ဖြစ်လို့ content calendar အတိုင်း video တွေတင်လို့ရပါပြီဒီ package မှာဘာတွေပါမလဲဆိုတော့ 4K camera ရုပ်ထွက် lighting set ကြည်လင်တဲ့အတန်အတွဲမိုက်နဲ့မိမလာလေးရိုက်လို့ရမယ် power station တို့ပါဝင်ပါတယ်ရှင်။ဘာရရမလဲစဉ်းစားမရဖြစ်နေသူတွေအတွက် final ဖြစ်မဲ့ idea နဲ့ secret တွေကိုရေးသားပေးမှာဖြစ်ပါတယ်။ shooting and editing တနေ့တာ8နာရီရိုက်ကူပေးပြီး professional ကြကြပြန်လည် edit ပေးမှာဖြစ်ပါတယ်။ package ထဲမှာ TikTok video လေးပုတ်ပါဝင်ပြီးထပ်လို့ရှိရင်လည်းထပ်တဲ့လောက်ရိုက်ကူပေးမှာဖြစ်ပြီး editing fee လေးတာချက်တင်မှာဖြစ်ပါတယ်။တလားထဲနဲ့တိကျဝန်ထမ်းခန့်စရာမလိုပဲတလားစာ content တွေကိုတရက်ထဲနဲ့ရယူနိုင်ပြီဖြစ်လို့ဝန်ထမ်းစရိတ်အများကြီးတက်တာစေပါတယ်ကြည်လင်တဲ့ 4K quality မို့ brand ရဲ့ image ကိုပုံမပေါ်လွင်စေပါတယ် viral ဖြစ်ဖို့ content ကောင်းဖို့လိုသလို quality ကောင်းဖို့လည်းလိုအပ်ပါတယ်လူကြီးမင်းတို့ရဲ့ TikTok channel ကို active ဖြစ်စေဖို့ 3 star digital marketing ကအသင်ရှိနေပါပြီကဲယူရမပြေခင်အခုပဲ shop out ကနေ booking ယူလိုက်တော့နော်